လူလိမ့်နဲ့ကြားဖြတ်နဲ့ကတူလားဆိုတော့တူသလိုနဲ့တော့မတူဘူးနောက်ပြီးတော့ကြားဖြတ်နဲ့ WeChat နဲ့ကဆက်ဆက်မှုရှိလားဆိုတော့ဆက်ဆက်မှုရှိပါတယ်အဲ့ဒါလေးကျွန်တော်ရှင်းပြမယ်ပေါ့နော်ဒီကြားဖြတ်ကကျတော့ကျွန်တော် WeChat Telegram WhatsApp Instagram အဲ့ကအကောင့်နဲ့အကုန်လုံးနဲ့သူတို့ကကွန်ရက်ချိတ်ပြီးတော့သူတို့ကလင်းကြတာပေါ့ဒါကျွန်တော်ဘိုးသူသားအနေနဲ့ပေါ့နော်ကျွန်တော်တေးသလိုလေးပြန်ရှင်းပြတာပေါ့ကျွန်တော်လည်းအများကြီးတော့သိတာမဟုတ်ပါဒါကနည်းနည်းပါးကြားဘူးတော့ရှိအောင်လို့ WeChat ကဘေးကနေပတ်စံရလဲပတ်စံရဆိုမေးကြရဆိုရတော့ WeChat ရဲ့80ရာခိုင်နှုန်းကကြားဖြတ်ဝယ်တာဥပမာဆိုကြပါတော့ကျွန်တော်တို့အကောင့်အရေးတဘောစက်တိုက်နေ့တိုင်းပေါ့နော်နေ့တိုင်းတစ်လောက်10ချိန်လောက်ပေါ့နော်9ကောင်10ကောင်အကောင့်20အကောင့်50အကောင့်100အဲ့လိုမျိုးအကောင့်နဲ့အများကြီးအရေးတက်ဝယ်တဲ့လူတွေတော်တော်များများစုကကြားဖြတ်နဲ့ဆက်ဆက်မှုရှိတဲ့လူတွေပေါ့နော်သူတို့ကကြားဖြတ်နေဆိုပြန်ရောင်းတာသူတို့ကလိန်လားဆိုတော့သူတို့ကမလိန်ဘူးဒါပေမဲ့သူတို့ရောင်းတဲ့လူတွေကကြားဖြတ်အဖွဲ့အစည်းကိုရောင်းတာအဲ့လိုမျိုးဘယ်လိုမျိုးလဲဆိုတော့ကြားဖြတ်ကကျွန်တော်လူတွေအများကြီးကိုလိန်ဖို့အတွက် WeChat တွေ Telegram တွေ website တွေအဲ့လိုအကောင့်တွေအများကြီးစုတာအဲ့တော့ Telegram တို့ဘာလို့က Telegram တို့ Instagram တို့ဘာဖွင့်ရလဲ WeChat ကကြာအဲ့လိုမလွယ်ဘူး WeChat ကကြာတော့ WeChat အကောင့်တစ်ကောင့်ဖွင့်ချင်ရင်တစ်ကောင့်ကနေ approve လုပ်ပြရတယ်အဲ့ကြမှာဖွင့်လို့ရတယ်အဲ့တော့WeChat ကောင်ဝယ်ရတယ်ဝယ်ရတော့ကြတော့မင်း WeChat အကောင့်ရှာဆိုပြီးခိုင်းလိုက်တယ်သူကနေပြီးတော့ဒီဘက်ကတယောက်ကိုယ်စားလှယ်တယောက်ပေါ်ကိုထွေးပြီးတော့ငါတို့ WeChat အကောင့်ဘယ်လောက်ယူပေးငါတို့ဈေးဘယ်လောက်ပေးမယ်ဆိုတော့တယောက်နဲ့တော့ဈေးညှိကြဟုတ်ပြီကျွန်တော်ဒီအကောင့်ဘယ်လောက်နဲ့ဝယ်မယ်ဆိုပြီးလဲပြီးတော့သူတို့ကနေပြီးတော့တက် WeChat ရှိရလို့စီရောငါတို့ WeChat ဝယ်တယ်မင်း WeChat အကောင့်ဝယ်ခြင်းလာရောင်းရင်လာရောင်းလို့ရတယ်အဲ့လိုမျိုးအဲ့ဒီမှာWeChat ရောင်းဝယ်ရေးဆိုတဲ့ group တွေဖြစ်လာကြကျန်တဲ့20ရာခိုင်နှုန်းကကြတော့ကျွန်တော်တို့ဒီပြောချင်တာ WeChat သုံးတဲ့လူတိုင်းကြားဖြတ်မဟုတ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တရုတ်နိုင်ငံမှာလူကြီးတန်းနဲ့ချီတာ哦တန်းနဲ့ချီလူတိုင်းမှာ WeChat အကောင့်ရှိတယ်အဲ့ဒါသူတို့ကြားဖြတ်လားမဟုတ်အဲ့လိုမျိုးပဲအဲ့တော့တရုတ်ပြည်မှာကကျွန်တော်စင်ကာတကကို WeChat အကောင့်တစ်ကောင့်ပဲဖွင့်လို့ရတာ哦ဘေးနိုင်ငံမှာဖြစ်ပါဖုန်းနံပါတ်တစ်ခုဒီ WeChat အကောင့်တစ်ကောင့်ပဲဖွင့်လို့ရတယ်အဲ့တော့လူတိုင်းမှာ WeChat သုံးရတယ်အဲ့လိုမျိုးတရုတ်ပြည်သားမှာဆိုလည်း WeChat တွေဝယ်ရတယ်အလောက်ကိုင်းတို့မိသားစုနဲ့တို့အဲ့လိုမျိုးပေါ့နော်ကိစ္စအများကြီးပေါ့ဒီတရုတ်ကုမ္ပဏီတွေမှာဆိုတော့သူတို့ကမီတင်တွေပါဆိုတော့ WeChat ကပဲလုပ်ကြတာဟုတ်အဲ့က20ရာခိုင်နှုန်းကကြာဖြတ်မှာမဟုတ်ဘူးပေါ့နော်ပြောချင်တာကအကောင့်ကြီးအများကြီးဝယ်ပြီးရောင်းကြလို့အဲ့ဒါကြဆိုတော့ကြာဖြတ်နဲ့အဆက်ရှိတယ်ဒါပေမဲ့သူတို့အဲ့ကလူတွေသိလားဆိုအဲ့ကကြာဖြတ်သိလားဆိုမသိဘူး online ပေါ်မှာတယောက်နဲ့တယောက်ချိတ်ပြီးလုပ်နေကြအဲ့ဘာသူလဲဆိုတော့မသိကြဘူးဒီလိုမျိုးပါပဲကျေးဇူးပါ